အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်တော့ကွန်ပျူတာရဲ့ Windows Shortcut key လေးတွေကိုပြောပြပေးတော့မှဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်ကဲစလိုက်ကြရအောင် Windows E File Explorer တွေကိုဖွင့်တဲ့နေရာမှာအသုံးပြုပါတယ်ဒါတီ use try co ကြီးရဲ့နေရာမှာအသုံးပြုပါတယ် Windows Dဖွင့်ထားသမျှ Windows တွေကိုပိတ်သွားပြီးတော့ desktop ပေါ်ကိုရောက်အောင်ဒီ shortcut လေးနဲ့သုံးပါတယ်ဒီတစ်ခါကျွန်တော်တို့က Windows တွေအများကြီးဖွင့်ထားပြီးအလုပ်တွေ2ခု3ခုလုပ်နေတယ်ဆိုပါစို့ဒါဆိုရင်အဲဒီ Windows တွေကိုတစ်ခုနဲ့တစ်ခု switch လုပ်ပြီးတော့မှကြည့်ဖို့ရ Auto tab ကိုသုံးပါတယ် Auto လေးကိုဖိထား tab လေးနဲ့ရွှေ့သွားမယ်ကိုအသုံးပြုချင်တဲ့ Windows ရပြီ Auto လေးကိုလွတ်လိုက်ပါဒီနည်းနဲ့ Windows တွေကိုတစ်ခုပြီးတစ်ခု switch လုပ်ပြီးတော့သုံးနိုင်ပါတယ်နောက်ထပ် shortcut key လေးတစ်ခုကတော်သုံးဝင်တဲ့ shortcut key လေးပါစက်တီဟန်နဲ့သုံးပြုလို့ရပါတယ် Control Shift S key ဒါကတော့ Desk Manager ကိုတိုက်ရိုက်ရောက်သွားတဲ့ shortcut လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးတော့လုပ်ပေးခဲ့ပါဦးနော်နောက်ထပ် shortcut လေးတွေကိုဆက်ကြည့်ကြအောင်စို့ဒီတစ်ခါကွက်ထဲမှာစာလေးရိုက်မယ် Windows Full Stop လေးနဲ့ emoji လေးတွေထည့်မယ်ပေါ့နော်ကြိုက်တဲ့ emoji လေးတွေကိုထည့်သွားပါ emoji လေးတွေကိုဆုံးအောင်ထည့်လိုက်မယ်ခပ်များများလေးထည့်လိုက်ပါမယ်တကြောင်လုံးပြည့်သွားအောင်ကျွန်တော်နောက်ထပ် shortcut တစ်ခုပြမှာမလို့ပါပြီးရင်ကျွန်တော်စာလေးတစ်ကြောင်ထည့်ရိုက်လိုက်မယ် emoji ခွဲတူ window free oh sorry window full stop စာနေတဲ့ကြောင်ကိုပြန်ရလိုက်ပါမယ်ကျွန်တော် copy ကုနီလေးကိုပြမှာမလို့ပါ copy ကုနီကလည်းလူရိုက်တိဖိထားပါဒါပေမဲ့ဒီတစ်ခါကကျွန်တော်တို့ copy ကိုနှစ်ခုသုံးခုလောက်ယူထားမိမယ်က paste ချတဲ့အချိန်မှာကျတော့ဘယ်သူ့ကိုချမလဲဆိုတော့ကိုသိချင်ရင် Windows V shortcut လေးကိုနှိပ်လိုက်ပါမယ်အဲ့မှာပေါ်လာတဲ့ကျွန်တော်တို့ paste ချခြင်းတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ copy ဘယ်နှခုယူထားလဲဆိုတော့ကိုအဲ့ Windows မှာနေရမှာပဲဖြစ်ပါတယ် Windows V ကိုနှိပ်လိုက်တာနဲ့ copy ဘယ်နှခုယူထားတယ်လဲကျွန်တော်တို့ဘယ်သူ့ကို paste ချခြင်းနာလဲဆိုတော့ကိုမြင်ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုက desktop ပေါ်မှာ icon လေးနဲ့အများကြီးဖြစ်နေပြီဆိုပါစို့ဒါဆိုရင် new desktop တစ်ခုကိုဘယ်လိုခေါ်သုံးမလဲ Windows tab ကိုခေါ်ပြီးတော့မှ new desktop တစ်ခုခေါ်သုံးလို့ရပါတယ်ကျွန်တော်ကတော့ Windows တွေအများကြီးဖွင့်တာလို့ရှုပ်ပွားနေရပဲဖြစ်ပါတယ်နောက်ထပ် shortcut လေးက screenshot ရိုက်တဲ့ snipping tool လေးပါ Windows Shift S နဲ့ခေါ်လိုက်ပါမယ်ကျွန်တော်တို့ screenshot ရိုက်ချင်တဲ့နေရာလေးကို select ပေးလိုက်ပါပြီးရင်တော့အဲ့နေရာမှာနေမယ် paste ချလိုက်ပါမယ်ဒါဆိုရင်တော့ဒါလေးကခုန screenshot ရိုက်ထားတဲ့ picture လေးပါ snipping tool ကလေ Windows 11မှာပဲရတာလားတခြား Windows တွေမှာရောရလားဆိုတာကိုရေးပေးခဲ့ပါအောင်နော်အချိန်ပေးပြီးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်